ကိုတီတီတို့မခိုင်လို့ဆိုလို့ရှိရင်ဒါမကြည့်ရတာကြာပြီပေါ့နော်အဲအကြောင်းမို့လို့ဒါစူးစူးပြီးငပြင်းဆက်ကားထဲမှာပါတဲ့အမှုပညာရှင်တွေအကုန်လုံးလာပြီးတော့ကြည့်ဖို့တော့အားပေးတာပါရှင်စီနီယာကြီးတွေ item တွေကိုလည်းဒါပြန်ပြီးတော့ခန်းစားပြီးတော့အလွမ်းပြရမယ်ကားပါဟုတ် ဒီလိုမခိုင်လေးတို့ရဲ့ဒီဟာတာဇလန်လေးတို့ရုံပေါ်မှာမတွေ့ရကြလို့လာပြီးတော့အားပေးတာပါဖိုင်လေးတို့ဟိုပါလို့ဆိုတော့ကျွန်တော်ရဲ့လက်ဦးဆရာတွေပေါ့နော်အများနဲ့တွဲခေါ်ပြီးတဲ့အကိုတွေမတွေဖြစ်တဲ့အတွက်သူတို့ရဲ့ယုံတင်ကားတွေလည်းမရောက်တာကြာပြီမရှိတာကြာပြီဒီကားကိုကျွန်တော်အရင်စိတ်ဝင်စားတယ်ဥတီနဲ့မခိုင်လေးရဲ့အလွမ်းပြေလာကြည့်ရတာပေါ့နော်ဒါရိုက်တဲ့တိုက်ကလည်းကျွန်တော်အောင်တီရီယာဖြစ်တယ်ဆိုတော့ဒါကျွန်တော်မိသားစုဝင်နေတဲ့တိုက်ကကားပဲဆိုတော့ဒါအပေးဖြစ်တာပါပြင်းတော့ပြင်းပြီးဘောင်းဆောင်ကြည့်ရမယ်ဟာအဲ့တော့ဘယ်တော့တော့ပြင်းရမလဲဆိုတော့ဒီဇင်ဘာ9ရက်နေ့ကျလို့ရှိရင်ဒါပြီးအပေးဖို့ပြင်တော့ပါကိုနိုင်ရောတီတီရောမခိုင်လေးရောရုံမမှာမမြင်ရတာအရေးကြပြီလေသူတို့ရဲ့ ID တွေအရေးလွမ်းနေပြီအဲ့တော့အဲ့အားကြောင့်မို့လို့လုံခြုံတဲ့အခါမှာပရိသတ်နဲ့အတူတူဘဝအမောတွေဖြစ်စေဖို့အဲ့တော့အလွမ်းကြီးလာပြီးတော့အားပေးပြတာပါအပြည့်ဒီကားကိုရဲ့ဆရာဥစောရိုက်တာလည်းဖြစ်တယ်နောက်ပြီးတော့ပေါ့နော်ဒီကားကိုမပါလေးကင်ကရိုက်တဲ့ကားဆိုတော့ဒါကြည့်ရအောင်ိမ်မှာပြင်းနေတဲ့လူတွေဒီလိုလာပြီးတော့အပြင်းလာဖြစ်ဖို့ငပြင်းလာကြည့်ပါ9ရက်နေပါလားတို့ပြင်ပါမယ်ပြီးတော့ကိုတီတီတို့ပေါ့နော်မခိုင်လေးတို့ကိုလည်းမတွေ့ရတာကြာပြီဖြစ်တယ်ပြီးတော့နာမည်ကလည်းငပြင်းဆိုစိတ်အရင်ဝင်စားသွားတယ်ဘယ်တော့ထိတောင်ကိုတီပြင်းလဲဆိုတာကိုလာရောက်ကြည့်ရှုပြီးတော့ရီးဖို့ပေါ့နော်ဒါဟာတာကလေးပြင်မယ်တင်ပါတယ်အကြတော့အမားတို့တွေအတွက်ပေါ့နော်ကိုတီတီဦးရောမခိုင်သိန်းကြီးကစီနီယာတွေဖြစ်တဲ့အတွက်မကြည့်ရတာလည်းကြာပြီဖြစ်တဲ့အတွက်လာပေးတာပါရှင်တွေ့ရကြာပြီဖြစ်တဲ့စီနီယာအကူအမတွေအားလုံးနဲ့လည်းပြန်ဆောင်ခွင့်ရမယ်ပြီးတော့သူတို့ရဲ့ item တွေလည်းပြန်ချိခွင့်ရမယ်ဆိုတော့ကျွန်တော်အရင်ရင်ကုန်နေပါတယ်ခိုင်ရဲ့ break ဆိုတော့မရဲ့ကားလေးပေါ့နော်လုံမလည်းမတွေ့ရကြပြီအမရဲ့တရုပ်ဆောင်မှုတွေလည်းမတွေ့ရကြပြီဆိုတော့အမအတွက်အမှတ်တရအနေနဲ့လာပြီးတော့အပိတ်ဖြစ်တာပါစီနီယာအကိုနဲ့အမပေါ့နော်ပြီးတော့လေဟာတာမှာလည်းအရန်ပိုင်နေဥတီနဲ့မခိုင်လေးရဲ့တကယ်ကိုဟာတာစစ်စစ်ဒါဇကာငပြင်းဆိုတဲ့ဇကာကိုဒီအခုလာပြီးတော့မှလာပြီးအပိတ်ဖြစ်တာပေါ့ဒီလ9ရက်နေ့ကျရင်ယုံတင်တဲ့ခါကျရင်လည်းဟာတာချစ်ပရိသတ်တွေအနေနဲ့လာပြီးကြည့်ကြမယ်လို့ယူရတော့ယုံကြည်တယ်တတိပေးချက်တစ်ခုတော့ရှိရနော်ကြည့်ဖို့တော့မပြင်းနဲ့နော်တီတို့မခိုင်လေးတို့အလွမ်းပြေပါနော်ပြင်မာလည်းမစုံနာကြဘူးကားရိုက်လည်းမစုံနာကြဘူးဆိုတော့ပြီးတော့ကားလည်းကြာနေပြီဆိုတော့တကယ်အမှတ်တရလေးတွေရှိမှာပါကိုတီတို့ဒါမခိုင်လေးတို့ဆိုလို့ရှိရင်တို့ရဲ့ဟာတာတွေဆိုလို့ရှိရင်အရင်ရှိရတယ်လေအဲ့တော့ကိုကြည့်ချင်တဲ့လူပညာရှင်တွေကိုဒါမတွေ့ရတာကြာရင်ဆိုတော့ဒီဇက်ကလာပြီးအားပေးတာပါပြီးတော့ထွေလာကြည့်ပြီးတော့အရန်ကိုရည်ရတဲ့အတွက်တကားလို့ကြည့်ပြီးအရန်ကိုပို့ပြီးရည်ချင်တော့လာပြီးအားပေးတာပါရှင်ဒီမှာ9ရက်နေ့မှာဒါငပြင်းရုပ်ရှင်ဇာတ်ကားကြီးကိုဆက်ဆက်လာအားပေးပါလို့ဖိတ်ခေါ်ကြပါတယ်ရှင်အရန်ကိုရည်ရပါတယ်ကြည့်ဖို့တော့မပြင်းနဲ့နော်တီတီတို့မခိုင်လေးတို့ကိုလာရောက်အားပေးတာလည်းဖြစ်ပါတယ်ဒီအရန်တော်ကြတဲ့တရုပ်ဆောင်တွေရဲ့တရုပ်ဆောင်မှုတွေကအရန်ကိုပျော်စရာလည်းကောင်းတယ်ရန်ကြီးလည်းကြီးရတယ်ဥတီတို့မခိုင်လေးတို့ပြီးမိုင်းဆိုးနဲ့ဒါကြော်ရအောင်ဆိုလို့ရှိရင်ဒါဥမာတွေကကျွန်တော်အရင်ကြိုက်ခဲ့ရတဲ့အတွက်ပေါ့နော်ဆိုတော့မခိုင်လေးတို့ဒါဆိုလို့ရှိရင်လည်းအရှိပါအများကြီးအောင်တီလေးနဲ့အများကြီးလက်တွဲခဲ့တဲ့သူတွေပါကျွန်တော်တို့လည်းအလုပ်တွေအများကြီးလုပ်ခဲ့ရတယ်အဲ့တော့အရင်သဘောကျလို့ပါဒါကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ကြီးလက်ဟာတာကားလေးတွေမကြပြရတယ်ပေါ့နော်အခုဒါတော်တော်လေးချားနေပေါ့နော်ပြိသက်အနေနဲ့ကြီးလက်ဟာတာလေးကိုပြန်ကြည့်ရမယ့်ကားလေးဖြစ်တဲ့အတွက်ပြီးတော့လည်းတရုပ်ဆောင်တယ်ကျွန်တော်အရင်ကြိုက်ခဲ့ရတဲ့သူပေါ့နော်ဂွန်းလေးတို့ဆိုအများကြီးပဲပေါ့အကုန်လုံးကလည်းကိုအားကြတဲ့အရင်သဘောကျတဲ့သူတွေဆိုတော့လာပြီးတော့ဝင်ရမှာလာပြီးကြည့်ပါလို့ဖိတ်ခေါ်ပါတယ်